ဒီနေ့တော့ထည့်တီလောက်စားမှာဖြစ်ပါတယ်တည့်တီကိုဘယ်လိုလုပ်စားမယ်ဆိုတာလိုက်ကြည့်ကြပါဦးရှင်ဒီမှာဒါလေးကိုစားရနေနဲ့ထိထားမယ်ခုနကလေနေတော့မိတော့ဒီသားတော့ဒါလေးတော့မယုတ်ဒီပါမယုတ်ဒီအနီရောင်ရှင်းဒီရောင်ထဲတော့ပြီးပြီးမှကြည့်လို့လည်းကောင်းတာပေါ့နော်မဆန်းနေနေထည့်ပါမယ်ဒါလေးကတော့ဆန်းကန်ဒီပါဆန်းကန်ဒီကိုပြန်ထည့်မယ်ကိုကနည်းနည်းချူချူငန်းငန်းလေးကြိုက်တဲ့ဒီမှာအထုပ်နဲ့ထုတ်ဖောက်ထည့်တယ်နော်တပေးလေးဟုတ်ကဲ့နည်းနည်းဆက်ပါတယ်24 hours စားလို့ရတယ်